အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟန် channel ရဲ့တင်ဆက်သူအောင်လူပဲဖြစ်ပါတယ်လွန်ခဲ့တဲ့6လခန့်ကဒီအင်ကြီးကိုစတင်စောက်လုပ်စဉ်ကလေးကပြဿနာများကစတင်ခဲ့တယ်အင်ရှင်ဥပမောင်နဲ့လက်သမားခေါင်းဆောင်ကိုကျော်တို့ကတစ်အရေးတွေလက်ရနဲ့လောက်အားကကိစ္စများကြောင့်အခြေအတင်စကားများခဲ့ကြတယ်ကိုကျော်ကအပြင်ပန်းမှာတော့ရိုးရိုးလက်သမားလို့ထင်ရပေမဲ့လည်းကဝေအောက်လန်းပညာများကိုလိုက်စားသူတဦးဖြစ်ကြောင်းဥပမောင်လုံးဝမရိပ်မိခဲ့ဘူးအလုပ်ပြီးစီးတဲ့နောက်ပြန်လည်ထွက်ခွာသွားတဲ့နေ့မှာပဲကိုကျော်ရဲ့မျက်လုံးများကအမုန်းတရားများဖြင့်ပြည့်နှက်နေခဲ့တယ်သူကမကျေနပ်ချက်များကိုအမုန်းဖွဲ့ကအိမ်ရဲ့အဓိကအရေးကြီးဆုံးဖြစ်တဲ့ခေါင်တိုင်ထိပ်မှာအောက်လန်းနည်းဖြင့်စီရင်ထားသောခဲအင်းကွက်တစ်ခုကိုကပ်ပြီးတံမိုရှည်ကြီးတစ်ချောင်းဖြင့်ရိုက်တွင်းကအိမ်သူအိမ်သားများကိုအပူမီးဝိုင်းစီရန်အတေအချာနှောင်ဖွဲ့ကျိန်စာတိုက်ခဲ့ကြတယ်အိမ်တိတပွဲလှုပ်ပြီးတဲ့နောက်မှာတော့ကျိန်စာရဲ့အကျိုးတက်ရောက်မှုကစတင်လာပါတော့တယ်အိမ်သားအလုံးကအိမ်ထဲကိုခြေချောက်လိုက်တာနဲ့မိဖို့ကြောင့်ထဲကိုရောက်သွားသလိုပူလောင်မှုကိုခံစားလာရတယ်အချင်းချင်းအကြောင်းမဲ့ဒေါသထွက်ကြကအတေးအမွှားကိစ္စလေးမှအစနေ့စဉ်နဲ့အမျှရံပွဲများဖြစ်လာကြတယ်မိသားစုကြားမှာချစ်ချင်းမေတ္တာများခန်းချောက်ပြီးအိမ်ကြီးရဲ့ငရဲကန်းငယ်လေးတစ်ခုအလားဖြစ်လာခဲ့တယ်ဆိုရဆုံးအချိန်များကတော့နေဝင်မိုးချုပ်ညဘက်များတွင်ဖြစ်သည်ညနေလာတာနှင့်အမျှအိမ်အောက်ကတိုင်ချေရင်းများစီကကြီးမားလာတဲ့တန်ကြိုးများဖြင့်ရစ်ပတ်ဆွဲငင်နေတဲ့ကဲ့သို့တန်ကျဲကြီးများကြားလာရတယ်တခါတလေမှာအိမ်ချမ်းပြင်အောက်ကနေလူတယောက်ကတံမွန်နဲ့ချစ်နေတဲ့ကဲ့သို့ကြောချမ်းပွဲအတံများကအိမ်သားများရဲ့အိတ်ဆက်ခြင်းကိုနှောက်ယှက်ဖျက်ဆီးခဲ့တယ်ညစဉ်ညတိုင်းအိမ်မက်ဆုများမက်ချင်းလူကိုအပေါ်မှဖိသားသလိုခံစားရခြင်းများကြောင့်ဥပမောင်တို့မိသားစုမှာစိတ်ရောကိုယ်ပါဆင်းရဲဒုက္ခရောက်လာခဲ့ကြတယ်အခြေအနေကအရန်ဆိုးဝါးလာတာကြောင့်နောက်ဆုံးမှာဥပမောင်ကနာမည်ကြီးလောကီပညာရှင်ဆရာကြီးတဦးကိုအကူအညီတောင်းပြီးပင့်ခေါ်လာခဲ့တယ်ဆရာကြီးကအိမ်ဝိုင်းထဲကိုဝင်ချင်းမှာပင်မျက်မှောင်ကျုပ်သွားပြီးအိမ်ကိုလှည့်ပတ်စစ်ဆေးခဲ့တယ်အဲ့ဒီနောက်အဲကားမှာရှိတဲ့အဓိကခေါင်လန်ကြီးကိုမော့ကြီးကဒီအိမ်ကအပင်းချခံထားရတယ်တိုင်ထိပ်မှာတခုခုစီရင်ထားတာရှိတယ်အဲ့ဒါကိုအခုချက်ချင်းဖြုတ်မှရမယ်လို့မိန့်ဆိုလိုက်တယ်ဆရာကြီးရဲ့ညွှန်ကြားချက်အရလေကားထောင်ကတိုင်ထိပ်တို့တက်ကြည့်တဲ့အခါမှာတော့ဖုံမှုံများကြားတွင်တွေးလိုမျိုးနီရဲနေတဲ့စေးများဖြင့်ဖူးဆန်းတဲ့ဂါရများရေးဆွဲထားတဲ့ခဲပြားအင်းကွက်တစ်ခုနှင့်အဲ့ဒီအရာကိုထုတ်ချင်းပေါက်ရိုက်တွင်းထားတဲ့တံမိုးမဲမဲကြီးတစ်ခုကိုထိတ်လန့်ဖွယ်တွေ့ရှိလိုက်ရတယ်ဆရာကြီးကအကာအကွယ်မေတ္တာတုံများကိုရွတ်ဖတ်ကအဲ့ဒီတံမိုးကိုဂယုတစိုက်နှုတ်ယူခဲ့ပြီးအင်းကွက်နှင့်တကွမြစ်ရည်ပြင်တဲ့ကိုရေစုံမျောပြေးလိုက်မှသာအင်ကြီးကိုဖုံးလွှမ်းနေတော့အမဲရောင်ရိပ်ကြီးကင်းစင်သွားတော့တယ်အဲ့ဒီနေ့ကစပြီးအိမ်တွင်းပူလောင်မှုများပျောက်ကွယ်သွားပြီးအေးချမ်းတဲ့မိသားစုဘဝကိုပြန်လည်ရရှိခဲ့ပေမဲ့လည်းညတကောင်ရန်အချိန်များတွင်ကြားခဲ့ရတဲ့တန်ကြိုးဆွဲရန်ကြီးများကိုတော့ဥပမောင်တို့မိသားစုတစ်သက်လုံးမေ့ဖြောက်လို့မရပဲအမှတ်တရဖြစ်နေစေဖြစ်ပါတယ်ခုလိုဇာတ်လမ်းလေးတွေကြည့်ရဖို့တွင်းဟန် channel ကို like and follow လေးလုပ်သွားခဲ့ပေးကြပါဦးခင်ဗျာအားလုံးကိုထူဝဲကျေးဇူးတင်ပါတယ်